မိတော့စဲသုံးလုံးတင်ပေးပါအောင်ဆိုတော့ okay တင်ပေးတာမြင်ချင်တယ်မလားမြင်ချင်လို့ရှိရင်ဒီ YouTube channel နဲ့ဒီ Facebook page လေးကိုလာခဲ့ပြီနော် follow လာလောက်ထားလိုက်ပါဘာဖြစ်လို့လဲဆိုတော့အရင်တင်ပေးနေတဲ့ page နှစ်ခုရှိတယ်အားလုံးသိမှာပဲဒီ page နှစ်ခုကမရှိတော့ဘူးအဲ့ဒီပိုင်ရှင်စီကိုပြန်ရောက်သွားပြီသူများရှိရဝယ်လာတာဆိုတော့ပေါ့နော်ဒီ page ကကြတော့ကိုယ့်ဘက်ကိုဖွင့်လာတာမလို့စီရမှာဝယ်ထားမို့အဲ့လိုမျိုးဒီ page လေးတစ်ခုပဲတုံတော့မှာပေါ့နော်ဒီသုံးလုံးတွေနှလုံးတွေဆိုတာကလည်းဒီ YouTube နဲ့ page မှာပဲတင်ပေးတော့မယ်နော်အဲကြောင့်မလို့တော့တင်တာတွေတွေ့ချင်လို့ရှိရင်ဒီဟာလေးတွေကို follow လာလောက်ထားလိုက်ပါ follow လိုချင်လို့အဲ့လိုပြောတယ်လို့မပြောနဲ့နော်တစ်ခုလို့ရင်တစ်ခုပေးဆက်ရမှာပဲနော်ဘယ်အရာမှအလကားမရဘူးဘယ်အရာမှလွယ်လွယ်နဲ့မရဘူးဒါပေမဲ့သူကစေတနာနဲ့ပေးတာနော်ရောင်းစားတာလည်းမဟုတ်ဘူးမန်ပါဝင်ခိုင်းတာလည်းမဟုတ်ဘူးနောက်တစ်ခုရေးကြည့်ဆုံးပြောစရာရှိတာဗါလဲဆိုလို့ရှိရင်ဒီ TikTok ပေါ်မှာပေါ့နော်တော့ရဲ့မျက်နှာနဲ့ဒီတော့ရဲ့မိတုံစိန်ဆိုတဲ့နာမည်နဲ့ကောက်တူနှစ်ခုရှိတယ်ကောက်တူနှစ်ခုရှိတယ်ဒီသုံးလုံးတင်ပေးတဲ့ဗီဒီယိုဖိုင်ကနေပြီးပုံတွေယူပြီးကောက်တူခွင့်နာအဲ့ဒီကောက်တွေကနေပြီးတော့ဒီသုံးလုံးတွေရောင်းစားတာမျိုးဝယ်ခိုင်းတာမျိုးမန်ပါဝယ်ခိုင်းတာမျိုးဖုန်းနံပါတ်တွေလာချပေးတာတို့ဆက်သွယ်ခိုင်းတာလို့ဆိုတာတွန်းနဲ့လုံးဝမဆိုင်ဘူးเนาะတွန်းအဲ့လိုမျိုးလုံးဝမလုပ်ပါဘူးတွန်းကဒီတိုင်းပဲ line ပေါ်မှာစေတနာနဲ့တင်ပေးတာအဲ့လိုရောင်းစားတာတို့မန်ပါဝင်ခိုင်းတာတို့လုံးဝမလုပ်ဘူးเนาะအဲ့ဒီကောက်တွေကအဲ့ဒီကောက်တူတွေကနေပြီးအဲ့လိုမျိုးလုပ်တယ်ဆိုတာမိတော်စိန်နဲ့လုံးဝမဆိုင်ဘူးเนาะတခါတည်းပြောထားတာပါရှင့်မိတော်ဆဲလိုမျိုးတွေလုံးဝမလုပ်ဘူးเนาะကိုထိုးတဲ့ဟာလေးကိုပဲစေတနာနဲ့တင်ပေးတာကန်ဆက်ရင်ပေါက်မယ်ကန်မဆက်မပေါက်ဘူးဒါပဲမပေါက်ရင်လည်းလာမဆဲနဲ့เนาะပေါက်တဲ့ခါဆိုလူတွေကလေပေါက်တဲ့ခါဆိုတော့လေပျော်နေ Messenger နဲ့စာတွေပို့လာကြတယ် comment တွေမှာလာမဲ့တယ်သူမပေါက်တဲ့အပတ်ဆိုလို့ရှိရင်လေလာဆဲကြတယ်ဗာမလည်းမသိဘူးဘယ်လိုပြောမလဲပတ်တိုင်းကတော့ဘယ်လိုလုပ်ပြီးတော့ကန်ကားနိုင်မှာလဲလွယ်တဲ့ခါလည်းရှိမယ်အဲ့လိုပေါက်တဲ့ခါလည်းရှိမှာပေါ့တချို့ဆိုဘယ်လိုလုပ်ဖို့လဲအဲ့လို50နဲ့တချို့ဆိုရင်တပတ်လုံးတော့မခါမှမပေါက်ဘူးလေလို့ရှိတယ်အမိတော်ဆရာခဏပေါက်လဲလားကန်ကောင်းတယ်လို့ပြောရမှာတိလားအဲကြောင့်မလို့ချင်လို့ရှိရင်ဒီ page နဲ့ဒီ YouTube channel လေးကို follow လာလုပ်ထားပါလို့ပြောချင်ပါတယ်ရှင်လို့ချင်တဲ့သူပဲလာတော့မလို့ချင်တဲ့သူလာမလုပ်ပါနဲ့